ဒါကတော့ဘယ်တော့မှပြန်စားထုတ်လို့မရနိုင်တော့တဲ့ရွှေမန်းမြေရဲ့မင်းနူးအုပ်ကြောင်းကြီးပဲဖြစ်ပါတယ်။မင်းနူးအုပ်ကြောင်းလို့ပြောလိုက်တာနဲ့မြန်မာပြည်မှာနှစ်ပေါင်းရာကျော်တိုင်ရက်တည်ခဲ့တဲ့အုပ်သားကျောင်းတော်ကြီးကိုပြင်းပြကြမယ်ထင်ပါတယ်။တကယ်တော့ဒီအုပ်ကြောင်းကြီးကိုလှူဒန်းခဲ့တဲ့အင်းဝခေရဲ့မိဘရဲ့ကောင်ကြီးမင်းနူးဟာမြန်မာသမိုင်းတစ်လျှောက်လုံးမှာဆုံးမလို့ခေါ်တွင်ရတဲ့အထိစိုးသွမ်းရန်ကားသူတူဖြစ်ပါတယ်။ဒါကြောင့်ဒီအုပ်ကြောင်းတော်ကြီးကိုအောချဖို့ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ဆောက်လုပ်ခဲ့ပြီးသူ့မိန့်နာမခံသူတွေကိုရှင်းထုတ်ဖို့လူမြင်ကောင်းဟန်ပြဆောက်ထားတာဖြစ်ပါတယ်။ဒီကျောင်းတော်ကြီးထဲမှာရှာတူးအပြိုင်ဖြစ်လာမယ့်ဗရောင်းမင်းသမီးလေးကိုအရှင်လက်လက်ခူးသွင်းဘဝကူးစေခဲ့ပြီးအခြားသောရှုပ်တော်ပုံများစွာကိုလည်းဖန်တီးကမင်းဆွေမင်းမျိုးများစွာရဲ့တက်ကိုဖဲ့ယူခဲ့တယ်လို့ဆိုပါတယ်။ဘလို့ရွေချက်နေပဲဖြစ်ဖြစ်မင်းနူးဟာဒီကျောင်းတော်ကြီးကိုကြကြနာနာဆောက်လုပ်ခဲ့ပြီးတော့ဒီကျောင်းပေါ်လေတန်ရောစင်တော်တော်ရှိခဲ့ပါတယ်။နောက်ဆုံးခေါင်းချချိန်ထိဒီကျောင်းတော်ကြီးရဲ့ဆရာတော်ဥပုပ်စီကိုတကူးတကလာလျှောက်ပြီးတော့ဝင်းချကြော့ခဲ့ပါတယ်။ကျောင်းနိုင်ဆရာတော်ကြီးဥပုပ်ရဲ့မင်းနူးသူကျွေးရှိရင်ဆက်ရလိမ့်မယ်ဆိုတဲ့စကားဟာလည်းယနေ့ထိသမိုင်းတွင်ခဲ့ပါတယ်။ဒါပေမဲ့လေဒီနေ့ခေတ်မှာတော့ဒီလိုစင်လာကြီးမားတဲ့အင်းဝါခေရဲ့ပြည်သူ့ကလက်ရာတွေနဲ့မင်းနူးအုပ်ကျောင်းတော်ကြီးဟာမကြသေးမီကဖြစ်ပွားတဲ့မြင်းကလင်းတန်ကြီးအောက်မှာတစားစီလေးပြိုသွားခဲ့ပြီးဖြစ်ပါတယ်။